ဆရာကြီးကျွန်တော်တို့အစာအိမ်စည်းကိုလည်းမှန်မှန်တောက်တယ်တခါတလေလေးမတောင်းမိတာနဲ့ကျွန်တော်တို့တွေရင်ကောင်းတွေပူလာတယ်ဗိုက်တွေနားလာတယ်စကျင်းတွေပြန်လာတယ်လေဘင်းထဲမှာပူဆက်နဲ့တစ်ဆုခံစားရတယ်ဒီခံစားရတဲ့ဝေဒနာတွေဟာကျွန်တော်တို့တသက်လုံးမပြောက်တော့လားဆိုပြီးတော့ဆေးကမ်းမှာမီးလေးရှိတဲ့မိကုန်းလေးကိုဆရာပြန်ပြီးဖြည့်ပေးပါမယ်ကျွန်တော်တို့တွေကဒီအစာရောဂါဖြစ်ပြီဆိုရင်ဆေးကိုပဲအားကိုးကြတယ်တကယ်တော့ဆရာတို့ရဲ့နေ့စဉ်စားတောက်မှုပုံစံနေထိုင်မှုပုံစံတွေကိုအများကြီးပြုပြင်ပြောင်းလဲဖို့လိုပါတယ်အစာရောဂါအတွက်ဆေးတွေလည်းတောက်ရတာနဲ့ဘာလို့ခဏပြန်ဖြစ်နေရလဲဒါကဆရာတို့ရဲ့နေ့တိုင်းစားတောက်မှုအနေထိုင်နေအမှားကြောင့်ဖြစ်နိုင်ပါတယ်ကဲဆရာတို့အဓိကအချက်ကလေးတွေပြန်ပြီးတော့စမ်းစစ်ကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့အစာစားတဲ့အခါမှာညံ့နေအောင်မဝါတာပါအစာကမကြည်ညံ့ရင်အစာအိမ်ကအက်ဆစ်တွေကအပြင်းထန်ထုတ်ရတဲ့အတွက်အစာအိမ်နံရံကိုလောင်စေပါတယ်ဒုတိယအနေနဲ့ကတော့အပူအဆက်စီကြောစာတွေပါဒါတွေကလည်းအစာအိမ်ရဲ့အကာအကွယ်အချွဲ mucus layer ဆိုတဲ့အလွှာကိုပျက်စီးစေပါတယ်တတိယအရေးကြီးဆုံးကတော့အစာစားပြီးချင်းညီကိုတို့တွေရေအေးလေးအများကြီးတောက်တာကိုလုပ်တယ်ဟုတ်ဒါမှမဟုတ်ရင်အစာစားပြီးချင်းအိတ်လိုက်တာကအစာရှည် system ကိုလုံးဝရက်စေပြီးတော့ရင်ပူတဲ့ acid reflux ကိုဖြစ်စေပါတယ်ဆေးဆိုတာကခဏတာတတ်တာစီရာတစ်ခုတည်းပါတကယ်တော့အမြင့်ပြတ်ချင်အခုဆရာပြောထားတဲ့အလေးအကျင့်တွေကိုအရင်ပြင်ဖို့လိုပါတယ်အစာအိမ်ယောဂတန်တရာကလွတ်ကဲဖို့ဆိုရင်ဆရာပြောတဲ့နေထိုင်မှုစားသောက်မှုတွေကိုပြုပြင်ကြပါစို့